Ciao, buongiorno a tutti. Di debate proprio prima tenganza caro pronomine verb ဖြစ်တဲ့ fartila pronomine verb ပဲဖြစ်ပါတယ် fartila ရဲ့အဓိပ္ပာယ်ကတော့တစ်ခုခုလုံးနိုင်တာလုံးနိုင်စမ်းရှိတာလို့အဓိပ္ပာယ်ရပါတယ် fartila ဆိုတဲ့ pronomine verb က fari ဆိုတဲ့ verb ရဲ့ chi ဆိုတဲ့ pronoun ရဲ့ la ဆိုတဲ့ pronoun ရဲ့ပေါင်းထားခြင်းဖြစ်ပါတယ် pronoun ချိက e ကိုဖြုတ်ပြီးတော့ a ထည့်ပေးရမှာဖြစ်ပါတယ် present conjugation မှာတော့ fari conjugation အတိုင်းပဲလုပ်ပြီးတော့အဲ့ဒီ fari conjugation ရဲ့ရှေ့မှာချိရဲ့ la ရဲ့ဆိုတဲ့ pronoun ကိုထည့်ပေးရမှာဖြစ်ပါတယ်ဥပမာကိုကြည့်ကြရအောင်ချိလာဖိုင်အ venire a casa mia နေငါအိမ်ကိုလာနိုင်မလား vorrei venire a casa tua ma non ce la faccio ငါနေအိမ်ကိုလာခြင်းနဲ့ဒါပေမဲ့မလာနိုင်ဘူးလို့ပြောခြင်းဖြစ်ပါတယ် past tense မှာ conjugate လုပ်တဲ့အခါမှာလာဆိုတဲ့ pronoun က အာကိုဖြုတ်ပြရမှာဖြစ်ပါတယ် fatto ဒီ fata ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့လာဆိုတဲ့ pronoun ကြောင့်ဖြစ်ပါတယ်လာဆိုတဲ့ pronoun အမဖြစ်တဲ့အတွက် fatto ဒီ fata ဖြစ်သွားတာဖြစ်ပါတယ်ဥပမာကိုကြည့်ကြရအောင် ho fatto l'esame 2 volte senza successo ma al terza volta ce l'ho fatta ငါဆောင်းပွဲ2ကြိမ်လုံးကိုအောင်မြင်မြင်မဖြေနိုင်ခဲ့ဘူးဒါပေမဲ့တတိယကြိမ်ကိုတော့ငါလုပ်နိုင်ခဲ့တယ်လို့ပြောခြင်းဖြစ်ပါတယ် grazie a tutti ciao ciao